brother အနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေ့တဲ့ခါကျရင်မကြောဘဲနဲ့ခဏလေးဖြည်းဖြည်းကြည့်ပြီးသွားကြပါအောင်ဗျာဘာလို့လဲဆိုတော့ကိုရဲ့ထဲမှာကျွန်တော်ရဲ့ဗီဒီယိုရဲ့ view တွေရမ်းကိုကျနေတယ်ဗျသူများရဲ့လို့စကင်မပေးနိုင်လို့ထင်ပါဗျာကျွန်တော်အားပေးရသူရဲ့တစ်နှစ်ထက်တစ်နှစ်ပို့ပြီးတော့နဲလာတယ်ဗျချို့ brother ဆိုရင်ကျွန်တော်ချက်ပေါက်တီးစကင်နေလာတောင်းကြရဗျာကျွန်တော်မပေးနိုင်တဲ့ခါကျတော့ကျွန်တော်ဆဲဆိုပြီးတော့ဘလော့သွားကြတယ်ဗျကျွန်တော်ဆဲဆိုပြီးတော့ဘလော့သွားတဲ့သူတော့ကျွန်တော်စိတ်မဆိုးပါဘူးဗျာသူတို့လိုချင်တဲ့စကင်တွေဝယ်မပေးနိုင်တာပဲကျွန်တော်စိတ်မကောင်းဖြစ်မိရဲ့ဗျကျွန်တော်အားပေးတဲ့ညီကိုတယောက်ချင်းအောင်စကင်တွေ diamond တွေပေးနေအောင်လဲကျွန်တော် K1 လေး try နေပါတယ်ဦးကြီးနဲ့ညီကိုတို့အနေနဲ့ဗမ်းမကြီးဆိုရင်ကျွန်တော်ရဲ့ကောက်ကလေးကို follow လေးနှိပ်ပြီးတော့ကူညီပေးခဲ့ကြပါအောင်ဗျာဒီနေ့တော့ကတော့ကျွန်တော်ရဲ့ဗီဒီယိုလေးရဲ့ဒီလောက်ပဲမို့ချစ်ရတဲ့ညီကိုအားလုံးပဲကောင်းကောင်းညလေးပိုင်ဆိုင်နိုင်ကြပါစေဗျာ